Yeah, that one, yeah. Sorry. 1, 2, 3. 讲家务来，到。လူများကြီးတင်ပါတယ်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးများကြီးတင်ပါတယ်သာဓုလည်းခေါ်ပါတယ်နေတယ်များတယ်သဘောမထားပါဘူးခင်ဗျာပြီးခဲ့တဲ့ဇွန်လလကစပြီးတော့ရခိုင်ပြည်နယ်ချင်းပြည်နယ်မကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးတွေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပြီးတော့ပြည်သူတွေရေဘေးဒုက္ခကြုံတွေ့နေရပါတယ်။အခုဆိုရင်88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူဖွဲ့စည်းကအဖွဲ့ဝင်တွေနဲ့အမှုပညာရှင်တွေပူးပေါင်းပြီးတော့ဗိုလ်ချုပ်ဈေးအနီးတစ်ဝိုက်နဲ့35လမ်း36လမ်းတစ်ဝိုက်တွေမှာရေဘေးသင့်ပြည်သူတွေအတွက်အလှူငွေတွေလိုက်လံကောက်ခံလို့နေပါတယ်ရှင်။ဒါအပြင်ရန်ကုန်မြို့ရင်းကနေရာတော်တော်များများနဲ့လူစီကားရနေရာတွေမှာလူငယ်အဖွဲ့တွေနဲ့လူမှုရေးအဖွဲ့အစည်းအသီးသီးကလည်းရေဘေးသင့်ပြည်သူတွေအတွက်အလှူငွေတွေလိုက်လံကောက်ခံလို့နေပါတယ်ရှင်။ဒီလိုပါ原来不有什么？哎呀，那多难的老问了我吧。偷来去。အဓိကတော့ကျွန်တော်တို့တနိုင်ငံလုံးမှာရှိကြတဲ့မြန်မာသူမြန်မာနိုင်ငံသားအားလုံးဟာကျွန်တော်တို့ရဲ့တကယ်သွေးရင်းတာရင်မိသားစုဝင်တွေပါပဲအားလုံးအကူအညီလိုအပ်နေတဲ့အချိန်မှာကျွန်တော်တို့တွေကဒီလိုမျိုးကူညီရမယ်ဆိုတာမွေးကလေးကပါလာတဲ့တာဝန်ပါပဲအဲ့ဒါကြောင့်မို့လဲကျွန်တော်တို့တွေတတအားပါဝင်တာပါအကူအညီလိုအပ်နေတဲ့သူတွေရဲ့အနောက်မှာကူညီမဲ့သူတွေဟာအစာပေါင်းများစွာရှိနေပါတယ်လုံးဝအားမငယ်ကြပါနဲ့အချိန်တန်လို့ရှိရင်ဒီအခက်အခဲကိုကျွန်တော်တို့တွေအေးအေးဆေးဆေးကြော်ဖြတ်သွားနိုင်မှာပါကျွန်တော်တို့တွေအားလုံးတနိုင်ငံလုံးမှာရှိကြတဲ့သူတွေအားလုံးတက်ညီလက်ညီစူးစမ်းနေကြပါတယ်လုံးဝအားမငယ်ကြပါနဲ့အခုကတော့ကျွန်တော်တို့နိုင်ငံမှာကစီမံကိန်းတစ်ခုလုပ်လို့ရှိရင်ဖြစ်လာနိုင်တဲ့ကောင်းကျိုးဆိုးပြစ်တွေကိုနယ်ပယ်အသီးသီးကဏ္ဍအသီးသီးကနေပြီးတော့ဝိုင်းပြီးစဉ်းစားဆုံးဖြတ်တာမျိုးဖြစ်တဲ့နဲ့ဖြစ်ခါမှပြောရတာတက်ကိုအခုလိုမဖြစ်ခင်မှာကတည်းကဥမာဖြင့်တစ်တော်ပြုံးတိမှုတွေဆိုရင်ကျွန်တော်တို့တနိုင်ငံလုံးအတိုင်းအတာမှာရုပ်ပြက်ဆင်းပြက်ကျွန်တော်တို့ဖြစ်ခဲ့တာအဲ့တော့မြေကြီးလွှာထိမ့်သိမ်းတာတွေကျွန်တော်တို့မြေအောက်ရေထိမ့်သိမ်းတာတွေကအစအများကြီးကျွန်တော်တို့ဒီပတ်ဝန်းကျင်ပျက်စီးခဲ့တာတွေကအခုဒီတန်တွေကိုကျွန်တော်တို့စုပြီးခံရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကပြန်လည်ထူထောင်ရေးကိစ္စတွေလုပ်တဲ့အခါမှာလည်းတစ်တော်တစ်ပင်တွေပြန်လည်စိုက်ပျိုးတာတွေကနေစပြီးတော့ဆယ်မြောင်းတာတမန်တွေလုပ်တဲ့အခါမှာလည်းပဲဘေးထွက်ပြဿနာတွေစိုးကျိုးတွေကိုဘယ်လိုကာကွယ်မလဲဆိုတာတွေကအစကျွန်တော်တို့လေးလေးနက်နက်ကြိုပြီးတော့စဉ်းစားသင့်တယ်88အဖွဲ့ဝင်တွေအမှုပညာရှင်တွေနဲ့ကျောင်းသားကျောင်းသူတွေပူးပေါင်းပြီးတော့ရန်ကုန်မြို့ရင်းကိုလိုက်လံပြီးတော့ရေဘေးသင့်ပြည်သူတွေအတွက်အလှူငွေကောက်ခံနေတာဒီနေ့ဆိုရင်3ရက်မြောက်နေ့ဖြစ်ပါတယ်ရှင်။မနေ့ကအထိကောက်ခံရရှိပြီးတဲ့အလှူငွေပေါင်းကတော့7,900ကျော်ရရှိပြီးပြီလို့လည်းသိရပါတယ်ရှင်။ဒါအပြင်ရန်ကုန်မြို့ရဲ့လူစီကားရနေရာတွေမီးပွိုင်းတွေမှာဆိုရင်လည်းလူငယ်တွေလူမှုရေးအဖွဲ့အစည်းတွေကနေပြီးတော့ရေဘေးသင့်ပြည်သူတွေအတွက်အလှူငွေတွေကိုလိုက်လံကောက်ခံလို့နေပါတယ်ရှင်။အခုကျမတို့ရောက်ရှိနေတဲ့ရန်ကုန်မြို့မြေနီကုန်းတကုန်းစင်တဲ့တူအရှိန်မှာဆိုရင်လည်းညာဘက်မှာဆိုရင်ရေကျင်းမှုတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေပူးပေါင်းပြီးတော့သူတို့ရဲ့တက်ထားတဲ့ပညာတွေနဲ့အမှုပညာဖျော်ဖြေပွဲတွေပြုလုပ်ပြီးတော့ရေဘေးသင့်ပြည်သူတွေအတွက်အလှူငွေကောက်ခံနေပါတယ်ရှင်။ဒီဘက်မှာဆိုရင်လည်းဒေသရှင်အာရိစမာမြင့်နဲ့တရေးဆရာအောင်နိုင်ဆန်းတို့ကဦးစီးပြီးတော့တသက်ချင်းတည်ဆိုဖျော်ဖြေမှုတွေပြုလုပ်ပြီးတော့အလှူငွေတွေကောက်ခံလို့နေပါတယ်ရှင်။အားမငယ်ပါနဲ့လို့ကျွန်တော်တို့ဗမာပြည်နယ်လုံးမှာရောကျွန်တော်ဒီမှာအဖွဲ့အစည်းသီးကရောကျွန်တော်တို့ဒီကျောင်းသားတွေအပြင်မှာပေါ့နော်အပြင်ကလုံနေတဲ့အဖွဲ့အစည်းတွေအကုန်လုံးကလည်းအားတဲ့ဆိုကျွန်တော်အလှူငွေတွေကောက်ခံနေတယ်အားလုံးကလည်းတသားတည်းရှိနေပါတယ်လို့အားမငယ်ပါနဲ့ကျွန်တော်ရောက်အောင်လာပေးပါမယ်လုံးဝအားမငယ်ကြဘူးကျွန်တော်တို့ပြောချင်ပါတယ်ခင်ဗျာရင်ချင်းမှုတက္ကသိုလ်ကအခုလိုစူပေါင်းပြီးစီစဉ်ပေးရတဲ့အကြောင်းအရာတော့ကျွန်တော်တခြားဘွဲတွေပေါ့နော်တခြားဘွဲတွေကဒီလိုမြင်းဒီကုန်းတရားအောက်တွေမှာဂီတာလေးတီးပြီးတော့တချင်းတွေဆိုပြီးတော့ရေဘေးသင့်ပြည်သူတွေအတွက်ပေါ့နော်သူတို့တက်ထားတဲ့အမှုပညာရည်နဲ့ဗျာပြပြီးတော့ရေဘေးသင့်ပြည်သူတွေအတွက်ကူညီဖို့အတွက်ပေါ့နော်လုံးနေတဲ့ဟာကိုကျွန်တော်ကမြင်ခဲ့တယ်မြင်ပြီးတော့ကျွန်တော်တငယ်ချင်းတွေကိုကျွန်တော်ပြောပြရတယ်တငယ်ချင်းတွေကလည်းအဲ့လိုစီစဉ်ကောင်းတယ်ဆိုပြီးတော့ကျွန်တော်တို့အဲ့ဒီစီစဉ်ကနေပြီးစပြီးလုံးပြသွားတာပေါ့အမှုပညာရှင်တွေလူငယ်တွေလူမှုရေးအဖွဲ့အစည်းတွေကရန်ကုန်မြို့ရဲ့နေရာတော်တော်များများမှာရေဘေးသင့်ဒေသကပြည်သူတွေကိုကူညီဖို့အလှူငွေကောက်ခံနေတဲ့မြင်ကွင်းတွေပါရှင်ပြီးခဲ့တဲ့ဇွန်လ16ရက်နေ့ကစပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့ရေဘေးသင့်ဒေသတွေမှာသေဆုံးသူဦးရေ40ကျော်ရှိနေပြီလို့အစိုးရကလည်းသတင်းထုတ်ပြန်ထားပါတယ်ရှင်Early in the morning, good morning, Ushi. Please tell me a salt water on a come on. ငါမရှိလို့လေဦးရှိခေါ်တာအင်းကြီးဆော့ဆိုတာစာဝါတာဆိုတာရေအဲ့ဒီနဲ့ထားတဲ့ထိငံဝါးပြီးအုံနာဆိုပိုင်ရှင်ချင်းနဲ့ပိုင်ဥရှင်ကိုတင်စားပိတ်ခေါ်လိုက်တာ Early in the morning, good morning, Ushin. Please can be a salt water on I prepare a constant is mango banana. Do you like it? Come on to be a drink. ခင်ဗျားလည်းအင်္ဂလိပ်စာတက်မှာတော့ဘီယာလောက်ကတော့တောက်ပါစီတော့ပေါ့။အော်ဟုတ်လို့လား။အဲ့ဒါကလည်းဒီကောင်တော့ပြီးလား။